လာပါခုဆွေးနွေးမဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့လုပ်ငန်းတွေမကြီးထွားခြင်းကြောင့်ပေါ့နော်ဆိုတော့လုပ်ငန်းတွေစူးစမ်းတယ်ကိုလုပ်ငန်းတွေတက်တင်လောက်မတိုးတက်ဘူးပေါ့နော်ဘာကြောင့်လဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော် Okay let's start the show ဒီလုပ်ငန်းတွေတိုးတက်တင်လောက်မတိုးတက်တဲ့အကြောင်းနဲ့နံပါတ်1ကလုပ်ငန်းလည်ပတ်မှုအတွက်တည်ကြတဲ့စနစ်ပေါ့နော် system SOP တွေမရှိလို့ဖြစ်တယ်ပေါ့နော်နံပါတ်2ကတော့ပိုင်ရှင်ကိုယ်တိုင်ပေါ့နော်အစားအစာရဝင်ရောက် software ပြီးတော့ one man show လုပ်နေတဲ့တတိကိုယ်တိုင်အကုန်လုပ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့လေဒါလုပ်ငန်းတွေကကြီးထွားခြင်းအကြောင်းတိုးတက်လာမတိုးတက်ရတဲ့အကြောင်းရင်းပါတယ်နံပါတ်2ကတော်တဲ့ဝန်ထမ်းတွေပေါ်မှာယုံကြည်မှုမရှိပဲလုပ်ပိုင်ခွင့်တွေမလွယ်အပ်ခြင်းပေါ့နော်ဆိုတော့တော်ရင်တော်တယ်လို့ကိုကလုပ်ငန်းတွေကိုခွဲပေးတတ်ရမယ်ပေါ့နော်တော်တဲ့ဝန်ထမ်းတွေပေါ်မှာအလုပ်တွေကိုစူးစမ်းလုပ်ကိုင်အောင်သူတို့လုပ်နိုင်တဲ့အလုပ်တွေကိုကိုကသူတို့ကိုဝင်အောင်ခွဲဝေပေးခြင်းပေါ့နော် delegation လုပ်တတ်ရမယ်ပေါ့နော်နောက်မှ4ချက်ကတော့မြန်မာမိသားစုတွေမှာတော်တော်များများဖြစ်တတ်တဲ့ဟာတွေပေါ့နော်ကိုပိုင်ငွေနဲ့လုပ်ငန်းငွေနဲ့ရောထွေးပြီးတော့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအားနည်းတဲ့ချိန်မှာဆိုရင်ကိုရဲ့ဒီဘယ်နေရာမှာယင်းနှမြုံနာမှာဘယ်လိုယင်းနှမြုံနာမှာဘယ်ငွေတွေဘယ်လိုသုံးမလဲဆိုတော့စသဖြင့်ပေါ့နော်ကိုပိုင်ငွေနဲ့လုပ်ငန်းငွေရောနှွေးထွေးတဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအားနည်းခြင်းကြောင့်လည်းဒါလုပ်ငန်းတွေကတိုးတက်တဲ့နောက်မတိုးတက်ဘူးပေါ့နော်နောက်ကကျတော့ခုနအချက်လက်တွေပေါ့နော်အချက်လက်တွေတော်တွေကိုမချေခံမဲနဲ့မှန်းဆချက်ဖြစ်တာဆုံးဖြတ်ခြင်းပေါ့နော်ဆိုတော့ဒီလာမှာအယောင်ကောင်းတယ်ဘာကြောင့်အယောင်တက်တယ်လဲစတဲ့ဒီမှန်ကန်တဲ့အချက်လက်ပေါ့အယောင်ကျတယ်ဘာကြောင့်အယောင်ကျတယ်လဲပစ္စည်းကြောင့်လားလူကြောင့်လားကိုယ့်ရဲ့စနစ်ကြောင့်လားစသဖြင့်အခြေခံအမှန်တွေကိုလေ့လာသုံးသပ်မှုမရှိဘဲနဲ့မှန်းဆချက်နဲ့ဒါလုပ်နေမယ်ဆိုရင်လည်းကျွန်တော်တို့ကလုပ်ငန်းကတိုးတက်တင်လာမတိုးတက်ဘူးပေါ့နော်နောက်ကကျတော့ခုလက်ရှိပေါ့နော်ခင်တဲ့ညီပြောင်းလဲလာတဲ့ဤပညာတွေဈေးခွက်ခြေနေတွေကိုလက်မခံမယ်ငါတို့ဒီတိုင်းပဲလုပ်နေတာပဲအဖေတို့ရန်လက်ထက်ကဒီတိုင်းပဲလုပ်နေဟိုတော့လည်းဒီတိုင်းလုပ်နေတာပဲဆိုပြီးတော့ပြောင်းလဲမှုမရှိရင်တော့ကိုကကြံငဲမှာဖြစ်တယ်ပေါ့နော်အဲ့တို့ဒီလုပ်ငန်းလဲတိုးတက်မှာမဟုတ်တော့ဘူးပေါ့နော်နောက်ကကျတော့တိကျတဲ့ရေရှည်ပေါ့နော်ရေရှည် vision တွေနောက်ကျတော့ strategy တွေပေါ့နော်မဟာဗျူဟာမှစီမံကိန်းတွေမရှိတဲ့အချိန်မှာဆိုရင်လည်းကိုယ်လုပ်ငန်းကတိုးတက်တဲ့လားမတိုးတက်ပဲရှိနေတတ်ပါတယ်နောက်ကကျတော့ဝန်ထမ်းကောင်းပါနော်ဝန်ထမ်းကောင်းတွေမထိန်သိမ်းနိုင်ခြင်းကြောင့်လည်းကျွန်တော်တို့လုပ်ငန်းကတိုးတက်တဲ့လောက်မတိုးတက်တာတွေဖြစ်နိုင်တယ်ပေါ့နော်နောက်ကကျကျွန်တော်တို့ပတ်စံတွေရတယ်ရမလိုမျိုးတွေတိုင်းပဲရရှောက်သုံးဖြုံပြတဲ့လူပြတဲ့စသဖြင့်ပေါ့နော်ကိုရလာတဲ့ပတ်စံတွေအမျက်ငွေတွေကကိုကလုပ်ငန်းကိုပြန်လဲ reinvestment ပြန်လုပ်အောင်ပါပေါ့နော်ဒါမျိုးတွေကိုသိဖို့အတွက်ခုနက financial understanding နေတယ်လို့ရပေါ့နော်ဆိုတော့အမျက်ငွေတွေကိုလုပ်ငန်းချဲ့ထွင်မှုအတွက်ပြန်လဲရင်းနှီးမြှုပ်နှံမှုပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ100%အမျက်100%နဲ့ကဘလောက်90%ကိုပဲခွဲသမယ်90%လုပ်ငန်းမှာပြန်လဲရင်းနှီးမြှုပ်နှံမယ်စသဖြင့်ပေါ့နော်လုပ်ငန်းချဲ့ထွင်မှုအတွက် plan ပေါ့နော် reinvestment တွေလုပ်ဖို့လိုပါတယ်လုပ်ငန်းတွေတိုးတက်ကြီးတွားလာဖို့အတွက်ကတော့အဲ့လိုမျိုးမလုပ်ဘူးဆိုရင်ရတဲ့အမျက်တွေကိုပဲသုံးလိုက်မယ်ဆိုရင်ဒါနောက်ပိုင်းကိုယ့်ရဲ့လုပ်ငန်းကကြီးထွားဖို့အတွက်အခက်အခဲဖြစ်တယ်ပေါ့နော်နောက်ဆုံးချက်အနေနဲ့ကတော့ကျွန်တော်တို့လုပ်ငန်းတွေမှာပြဿနာတစ်ခုပြီးဆိုရင်တော့ပြလာတဲ့ပြဿနာတွေကိုဖြေရှင်းရမှာ root cause ဆိုတဲ့ရင်းမြစ်ပေါ့နော်ပြဿနာရင်းမြစ်ကိုမရှာပဲ short term plan ပေါ့နော်ယာယီအဖာထေးနဲ့ဆောင်ရွက်နေမယ်ဆိုရင်လည်းဒါကျွန်တော်တို့ကလုပ်ငန်းကကြီးထွားတဲ့လောက်မကြီးထွားပဲနဲ့ကိုလုပ်ငန်းကဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့ဒီချက်10ချက်ကိုအသေးချာကြည့်ဥဆိုင်ပြီးတော့ပြုံးတက်မယ်ပြင်ဆင်မယ်ဆိုရင်တော့ကျွန်တော်တို့လုပ်ငန်းတွေကတိုးတက်လာမယ်ကြီးထွားလာမှာဖြစ်ပါတယ်အားလုံးလုပ်ငန်းတွေမှာအောင်မြင်ကြပါစေကျွန်တော်စိုင်းကိုစောပါလိုမျိုးဒီအတော့ကနေပြီးတော့ကြိုးကျေးဇူးရမယ်ဆိုရင်တော့ like share လုပ်နိုင်ပါတယ်